ပါကျွေးမင်္ဂလာပါမင်္ဂလာပါခင်ဗျာအဲ့တော့ဘာတိလို့လူရှင်တော်တွေပြည့်လုပ်ချင်တာလဲဒီကိုတွေကစိတ်ကူးအိမ်ပဲရှိလို့လားအသွေးသားတွေကပါငယ်လေးတွေကျွန်တော်၄ယောက်ကငယ်လေးတွေကဟိုလေလက်ရှိအခြေအနေရတာမင်းသားလုပ်ပြီးဇာကားရိုက်နေတာဒါပေမဲ့တကယ်တမ်းကျွန်တော်တို့၄ယောက်ကငယ်လေးကအငိမ့်နေကြည့်ပြီးကြီးလာ goals လေးတခုပေါ့နော် goals လေးထဲမှာဒါလေးလဲပါတာပေါ့အခုတော့ပျော်နေပြီဆိုတော့စင်ပေါ်ရောက်ရင်သူများကိုပျော်ပြီးမှလားကိုယ်တည်းပဲကြည့်နေသူများအတူတူပေါ့အားလုံးကတတွေးတဲ့တသားတဲ့ဒီခမ်းမကြီးထဲမှာပျော်ပြင်းနေနေဟိုပျော်ရမယ်အားလုံးကလည်းကျွန်တော်တို့ကြည့်နေတဲ့ခမ်းမတဲ့လူတွေလည်းပျော်ရမယ် TV ရဲ့လူတွေလည်းပျော်ရမယ်အဲ့လိုမျိုးပျော်ရွှင်မှုတွေပဲကူးဆက်စေချင်တာပါအဓိကကတော့ positive vibe တွေပဲဒါပေါ့ happy vibe လေးပျော်ဖို့ကောင်းတယ်ဆိုလို့ရှိရင်ကျွန်တော်တို့လည်းစင်ပေါ်မှာပြုံးကြည့်နေတယ်အော်အကြည့်ရဲ့ပြိတ္တလည်းပြုံးနေတယ်ဆိုတော့ဒါမင်္ဂလာရှိတဲ့အရာပါပဲဒါကြောင့်မလို့မင်္ဂလာရှိတဲ့အရာကိုလှုပ်ဆောင်ခြင်းရတာမင်္ဂလာတွေပဲဖြစ်ပေါ်လာစေတဲ့ခါကျတော့ကျွန်တော်တို့ကနှစ်သက်ကိုအစကိုကျွန်တော်တို့ဂျီမောပျော်ရွှင်စရာတွေနဲ့စလိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်မြမအယူအဆရာနောက်နှစ်တင်မှာပျော်ရွှင်ရီမွန်းခြင်းတွေပဲပြိတ္တတွေရောက်လာအောင်ကျွန်တော်တို့ဒါလေးကိုစောင့်ချင်းပေးတာပေါ့အသိတို့ဂျိုးရတော့လုပ်ဘူးလားပေါ့သူကတော့တိုင်ဝင်လို့ကြတော့ဒီကဘာဖြစ်လို့လုပ်တယ်လို့ပြောပြကိုရီးယားကွာဒီခွက်ကြီးနဲ့ပျော်ခြင်းလို့လားအဓိကကျွန်တော်တို့ဒီအခွက်လေးကိုပြုလုပ်ရခြင်းအကြောင်းရင်းရှိတယ်ဒီအကြောင်းရင်းလေးကဘာလဲဆိုတဲ့အခါကျတော့ဒီမြမယူရယဉ်ကျေးမှုကိုလည်းကျွန်တော်တို့ထိမ့်သိမ်းမိတာဖြစ်မယ်ပြီးတော့ကျွန်တော်တို့ဒါဒီရွယ်မှာဒီလိုမျိုးလေးလောက်ခဲ့တယ်ဆိုတဲ့အရာလေးတစ်ခုကိုကျွန်တော်တို့မှတ်တိုင်လေးတစ်ခုဖန်တီးခြင်းနဲ့ပြီးတော့ကျွန်တော်တို့ဒါဒီညီကိုတွေနဲ့ဒီလိုမျိုးစီးလုံးလုံးနဲ့ဒါဒီလိုမျိုးလုပ်ပေးခြင်းရလဲနောက်ထပ်လူငယ်တွေအတွက်လည်း motivation တွေအများကြီးရမယ်လို့ယူဆပါတယ်ဒီလိုမျိုးအရှိမလူရှင်တော်အကြီးတွေအများကြီးရှိခဲ့တယ်ဒီအမွေကိုကျွန်တော်တို့ကလက်ခံဖို့အတွက်ကျွန်တော်တို့စူးစမ်းတာပေါ့နော်ဆိုတော့ကျွန်တော်တို့ကအမြဲတမ်းဒီလူရှင်တော်ဆိုတဲ့ဘဝကိုခံယူတာမဟုတ်ပါဘူးဒီအတွက်ကြောင့်လည်းလူရှင်တော်ကြီးတွေလည်းဒါမေတ္တာရက်ခံပါတယ်ကျွန်တော်တို့အနေနဲ့ကဒါကကျွန်တော်တို့ပြည်သက်တွေကိုအခွင့်အခါကြုံတဲ့အခါမျိုးမှာတရုပ်ဆောင်တွေအနေနဲ့ဆွဲဆောင်ရတယ်တရုပ်ဆောင်တွေအနေနဲ့ပြည်သက်ကိုစူးစမ်းပြီးတင်ဆက်တယ်ကျွန်တော်တို့နဲ့ကိုက်ညီတဲ့အခမ်းအနားပွဲမျိုးတွေမှာကျွန်တော်တို့အနေနဲ့ဒါကပြဖြောပြဖို့အတွက်တာဝန်ရှိလာတယ်ဆိုလို့ရှိရင်ကျွန်တော်တို့တွားရောက်ကပြဖြောပြမှာပဲဖြစ်ပါတယ်ကျွန်တော်တို့ကဒါလူရှင်တော်တွေဟိုနေရာကိုတွားပြီးတော့ကျွန်တော်တို့ဒါအတင်းယူပြီးတော့ဟာသားတွေလုံနေရလဲမဟုတ်ဘူးပေါ့နော်ဒါသူကျွန်တော်တို့ရဲ့အသက်မွေးဝမ်းကြောင်းအနေနဲ့တရုပ်ဆောင်တွေလုပ်တယ်လူရှင်တော်ကြီးအနေနဲ့လူရှင်တော်အသက်မွေးဝမ်းကြောင်းလုပ်တယ်ဒီရဲ့လူရှင်တော်တွေရဲ့ live ကိုကျွန်တော်တို့နှစ်သက်တယ်အားကြတယ်ဒီအတွက်ကြောင့်မလို့ဒီဟာလေးတစ်ခုကိုကျွန်တော်တို့ဖန်တီးခြင်းနဲ့ဒါကျွန်တော်တို့ရဲ့စိတ်ကူးအနေနဲ့ပဲဖြတ်တန်းလို့ရတာမဟုတ်ပါဘူးအရှိရှိမှလူရှင်တော်အကြီးတွေကျွန်တော်တို့လမ်းညွှန်မှုအောင်မှာကျွန်တော်တို့ကားပြော့ဖြစ်သွားမှာပါခွင့်ပြုချက်တွေလည်းတောင်းထားပါတယ်ဒါအခုမသိသေးတဲ့လူရှင်တော်ကြီးတွေအနေနဲ့လည်းကျွန်တော်တို့ဒီအမွေလေးကိုလက်ဆင့်ကမ်းခွင့်ပြုပါကျွန်တော်တို့အနေနဲ့ရံပန်ရံခါမှသာပြည်သက်တွေအနေနဲ့ဖြောပြမှာပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ပြလုံးတွေတိုက်နေတဲ့ကိုဒီဘယ်လိုတွေယူနေကြမှာလဲမတိုက်ခင်နဲ့ကတော့ရီးနေရတာပဲဆိုတဲ့အခါကျတော့လေဒါကိုရီပဲရီးနေလို့တော့မရဘူးပေါ့နော်ပြည်သက်တွေရီအောင်လို့ဖြောပြမဲ့ဟာတွေကိုကျွန်တော်တို့ဒါစင်ရပေါ်ရောက်မှာပဲသိရတော့မှာပေါ့နော်ဟုတ်ဒီမဲ့သူကပြောတယ်ကိုတို့ရတဲ့ဒုပလာရီနဲ့ဘယ်လိုရီအောင်လုပ်မလို့ဒီဆိုနေတာဒါဘယ်လိုပြောအဲ့ဗလာရီကိုဗလာရီရရှင်းလို့ရီဗလာလေသူဗလာရီနဲ့တော့ဗလာရီနဲ့တော့ရီနေရတာပဲလေသူကနဲ့သူရီနေရတယ်ဟုတ်တယ်ဗလာရှိပါမဟုတ်သူကလည်းသူရီနေရဟုတ်လားဘာဖြစ်လို့သူရီနေရလို့ပြောတာကြည့်ပါရီနေရပဲသူကလည်းသူများကိုရီအောင်လုပ်တဲ့နေရာမှာလည်းတော်တယ်ဘယ်လိုပြောပြရမလဲလူတစ်ဖက်သားကိုရီအောင်လုပ်တယ်ဆိုတာလည်းစိတ်ထဲမှာရှင်းနေမှရမှာလေဟုတ်တယ်စိတ်ထဲမှာမရှင်းနေဘူးဆိုလို့ရှိရင်ရီအောင်လုပ်ဖို့ဆိုတာကိုယ်တိုင်မရီနိုင်ဘူးဆိုလို့ရှိရင်သူများကိုရီအောင်လုပ်ဖို့ခဲရင်တာဆိုတော့ကျွန်တော်တို့အမြဲတမ်းစိတ်ကိုရှင်းအောင်ထားတယ်ဒီအတွက်ကြောင့်မလို့လဲစကားတွေပြောတဲ့နေရာမှာကျွန်တော်တို့အကောင့်ဘက်ကိုသွားတဲ့အရာမျိုးပဲကျွန်တော်တို့ရွေးချယ်ပြီးပြောဆိုပါတယ်ဒီအတွက်ကြောင့်ဒါပြည်သက်တွေနဲ့လည်းကျွန်တော်တို့စီက positive တွေပဲရမှာပေါ့နော်ဒီထဲမှာစကားတွေကကျွန်တော်တို့ကအကောင့်စီလိုနဲ့ဆန္ဒနဲ့ပြောပြီးအမှားပါသွားတာနဲ့ရှိကောင်းရှိနေတာပေါ့နော်ဒီအတွက်ကြောင့်ကျွန်တော်တို့ဒါတော့ဆင်ကျင်ရတာပေါ့ဟုတ်အဲ့တော့ခဏကတချင်းလေးဖွင့်လိုက်ကြတယ်ဘယ်လိုတွေပျော်နေကြလဲဟုတ်လားဂျိုးကြီးဆိုရင်ပတ်ပြေးတယ်အဲ့လိုပြောနေရတချင်းလေးတွေကအခုမှညီမလေးတွေနဲ့ပေါ့နော်ဒီတချင်းနဲ့ကြားလိုက်ဟိုကျွန်တော်အခုဒီနေ့မှကြားလိုက်ရတဲ့အချိန်မှာဟိုအရန် revision ရသွားတယ်တကယ်လည်းပျော်ဖို့လည်းကောင်းတယ်ကျွန်တော်ကလည်းဒီနေ့မှဟုတ်တယ်ကျွန်တော်စုံတာရှေ့ရက်တွေကကျွန်တော်ကအလုပ်တွေကိုစီနဲ့ပြည့်နေကြတာနဲ့ဒီအခုဒီရက်ပိုင်းလောက်မှကျွန်တော်ပြန်ပြီးတော့စူးစီးမိတယ်စူးစီးပြီးတော့လည်းပြောရတာပဲအခုဒီခဏလေးအကိုက်တက်အောင်ပြောရတာကျွန်တော်လာမှာပါရှင်းပြီးလည်းတိုက်အောင်မှာပါကိုလေးဖြစ်ချင်တာဘယ်လိုလေးတောင်းဆိုတာလဲဘယ်လိုလေးလုပ်ချင်တယ်ဘယ်လိုလုပ်ချင်တယ်ဒီလိုဒါမျိုးဘယ်လိုလေးရှိလဲကျွန်တော်တို့အနေနဲ့တောင်းဆိုရတာကစီစဉ်သူတွေကိုကျွန်တော်တို့အနေနဲ့ဗာတောင်းဆိုလဲဆိုတဲ့အခါကျတော့ကျွန်တော်တို့ဒီကားပြဖြိုပြတဲ့ဒီဟာလေးကိုမြန်မာတပီလုံးမှာရှိတဲ့ပြည်သက်တွေကြည့်ရှုခံစားစေခြင်းနဲ့ဒီအတွက်ကြောင့်မလို့ကျွန်တော်တို့ဒါ free to air တွေ့မှုအတွက်ကျွန်တော်တို့စူးစမ်းရတယ်ဒီမှာကျွန်တော်တို့လိုလိုလားလားပဲ
MRT4 Heapley ရောကျွန်တော်တို့ပူပေါင်းပါဝင်ပေးပြီးတော့မြန်မာတပီလုံးမှာရှိတဲ့ပြည်သက်တွေကိုကျွန်တော်တို့ဒါfree to ရဲ့ချပြခွင့်ရတဲ့အတွက်ကြောင့်ဒီတစ်ချက်ကိုကျွန်တော်တို့တောင်းဆိုတယ်ကျွန်တော်တို့တို့ကလူလာလာနဲ့ကျွန်တော်တို့ဘာအကျိုးမျက်မှမကြည့်ဘဲနဲ့ဝင်ရောက်ပတ်မိုးကူညီပေးကြတယ်ပြီးတော့ main sponsor ဖြစ်တဲ့မာလာမြန်ကိုလည်းဒီကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ဒါ MRT4 နဲ့ပူးပေါင်းပြီးတော့ဒါလွှင့်ကြမှာပေါ့နော်ဆိုတဲ့ခါကျတော့ Heapley နဲ့ MRT4 ပူးပေါင်းပြီးတော့လွှင့်ကြမှာဆိုတဲ့ခါကျတော့ဒါကျွန်တော်တို့ဒါလောကကျိုးနဲ့တယ်ပေါ့နော်အဓိကကျွန်တော်တို့ဒီအချက်ပါပဲပြည်သက်တွေကိုကြည်စေခြင်းတယ်ဒီလောက်ပါပဲခင်ဗျဒီအတွက်ကြောင့်မလို့ကျွန်တော်အမှုပညာအဖိုးခရင်နဲ့ဖျော်ပြနေခြင်းလဲလုံးဝမရှိပါဘူးခင်ဗျကျွန်တော်တို့ကဒီကကျွန်တော်တို့ပွဲကိုစီစဉ်ဖို့အတွက်ကျွန်တော်တို့အကူအညီရှာပြီးတော့ပြည်သက်ကိုဒါချပြဖျော်ပြခြင်းပဲဖြစ်ပါတယ်ခင်ဗျ သူကဘာပြောချင်လဲဒီပွဲနဲ့ပတ်သက်တယ် ဟောဒီဘက်နဲ့ပတ်သက်ပြီးဗာပြောချင်တယ်ဆိုရင်ခုနကအရှိမတငယ်ချင်းတွေပြောသွားတယ်ပေါ့နော်ဘဝအမတိုင်တစ်ခုအနေနဲ့ဒီအငိမ့်ကပြဖြောပြခြင်းကလှုပ်ဆောင်ခြင်းတာကတော့အရင်ကလေးရပါဘာဖြစ်လို့ဆိုတော့ငငယ်လေးတွေကကျွန်တော်တို့အငိမ့်နဲ့ကျွန်တော်တို့ကမစိန်အဝေးပြေးကားတွေမှာခီးသွားတာဆိုလို့ရှိရင်ကားပေါ်မှာဆိုလို့ရှိရင်အငိမ့်ခွေတွေနဲ့ပဲကျွန်တော်တို့ကြီးပြင်းခဲ့ရတယ်အခုအသက်ကြီးတဲ့အထိကိုကျွန်တော်ဆိုလို့ရှိရင်တော့အားဆိုတော့ဒီမှာပါတဲ့၄ယောက်စလုံးပါပဲကျွန်တော်တယောက်တည်းမဟုတ်ပါဘူးအားဆိုတော့ကျွန်တော်တို့အငိမ့်နားထောင်နေအငိမ့်ခွေတွေကြီးတယ်ခေအဆက်မဟုတ်ဘူးဆိုတော့ညာလည်းပဲခေကာလာအပိုင်းဆက်တစ်ခုမှရှိနေတဲ့လူရှင်တော်ကြီးတွေရဲ့ဟာတာပြလုံးတွေကိုတောက်လျှောက်ကိုကျွန်တော်နားရင်ခဲ့ရတာပေါ့နော်အဲ့တော့ကျွန်တော်တို့လဲကြလို့ရှိရင်ကျွန်တော်တို့ကရှင်းပြိုင်ခြင်းလိုချင်စိတ်တစ်ခုမှမရှိပါဘူးအရှိရှိကလူတွေနဲ့အားလုံးနဲ့ပေါ့နော်ကျွန်တော်တို့ချစ်ပိသက်တွေကိုနှစ်တစ်မှာကျွန်တော်ပျော်ရွှင်ရီမောပျော်ရွှင်စေခြင်းနဲ့စိတ်ဆန္ဒတစ်ခုတည်းနဲ့ကျွန်တော်စတင်ခဲ့တာဖြစ်တဲ့ကြောင့်မို့လို့ကိုယ်တိုင်ကိုကြလာရောက်ကြည့်ရှုခြင်းနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်တို့မြို့သားကားဆိုင်ရုံမှာ3031မှာလာရောက်ကြည့်ရှုလို့ရတယ်မဟုတ်ဘူးနယ်ဝေးရလူတွေအတွက်ဆိုလို့ရှိရင်တော့ဒါတော့ပြောသားတယ်လို့မျိုးပဲကျွန်တော် TV ဖန်သားပြင်ပေါ်ကနေ MRT4 Heapley ကနေပြီးကျွန်တော်တို့ကြည့်ရှုလို့ရတယ်ကျွန်တော်တို့ညီကူမောင်နှမတွေရဲ့ဒီရွှေမြ TV မှာဖြောပြမှာထုတ်လင်းပြသမှာတော့31ရက်နေ့ ပြမှာပေါ့ ကျွန်တော်ဦးပြပြကြည့်ကျင်တယ်ဆိုလို့ရှိရင်တော့30ရက်နေ့မှာမိသားကန်းတယ်ညနေ6:00နာရီမှာကျွန်တော်တို့လက်မှတ်လေးတွေဝယ်ပြီးတော့အားပေးလို့ရပါတယ်ဒါ online booking လေးလည်းကျွန်တော် online form လေးလည်းကျွန်တော်တို့ account တွေမှာတင်ထားပါတယ်ရှင်များ page လေးမှာလည်းတင်ထားပါတယ်ဒါ30ရက်နေ့ကတော့ဒါဦးပြပြအနေနဲ့ပြည်သက်တွေ live ကြည့်ရှုလို့ရ31မှာတော့ကျွန်တော်တို့ live လွှင့်ပေးသွားမှာဖြစ်ပါတယ်ဆိုတော့ဒါကျွန်တော်တို့ live အားပေးလို့ရပါတယ်ဟုတ်တယ်စူးစမ်းမှာပေါ့ဗျာ တော်တော်ပါလည်းဖက်ခေါ်လို့ဟုတ်ကဲ့ပါကျွန်တော်တို့ရွှေမြနှစ်တစ်မင်္ဂလာအငိမ့်ကို လာရောက်ဝင်းရန်ကြည့်ရှုအားပေးကြဖို့ ဟောကြဖို့အတွက်ဖိတ်ခေါ်ချင်ပါတယ်2 3 ပျော်ရွှင်စရာဖြစ်ပါသည်ခင်ဗျာတဲ့ဒီလေးပါဦးခင်ဗျာညီလေးပါဦး 30ရက်နေပါဗျာ30နဲ့31ပါသားတယ်30နဲ့31ပါသားအခုမင်းနဲ့တွေ့လဲကိုမကပါဘူးပွဲမှာကြည့်ရမယ်ပွဲမှာကြည့်ပါ ဘယ်နဲ့ကိုကြည့်နေ30 31ပါကြည့်ရမယ်တော့မကပြောင်းကားပြကားမင်းနဲ့သူစူပါဆိုအေးတဲ့သူကြည့်30 31ပါလားကြည့်